အားလုံးပဲမင်္ဂလာပါညနေကိုမှကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော် AI tools တွေပေါ့နော် AI tools တွေကတော့လူတွေတော့သုံးနေကြတယ်ပေါ့နော်ဒါပေမဲ့ဘယ် AI tools ကဘယ်ခဏအတွက်ပို့ပြီးတော့ strong ဖြစ်လဲပို့ပြီးတော့ performance ကောင်းတယ်ဆိုတာဒီနေ့ပြပြပေးမှာပေါ့နော် Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ daily use ပေါ့နော် daily use အကြံဉာဏ်တွေတောင်းမယ်စကားတွေပြောမယ်ပေါ့နော်မသိရင်တကယ်တော့ G-Talk ရောက်သွားလို့ပဲဟုတ်တယ် G-Talk ရောက်သွားတော့ AI နဲ့ကိုယ်နဲ့ပြန်လည်ပြီးတော့မသိရင်ဟိုဘက်ကလူတယောက်လူမျိုးဖြစ်သွားတာပေါ့နော် Okay အဲ့တော့ပထမဆုံးအနေနဲ့ test generation တွေပေါ့နော်ကျွန်တော်တို့ဒီ research တွေမေးချင်တာပါညာဆိုရင်တော့ကျွန်တော်ညွှန်ချင်တာကတော့ဒီCopilot ပေါ့နော် Microsoft ထုတ်ထားတဲ့ Copilot အရင်မိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီ data analysis တွေလည်းမိုက်တယ်ပေါ့နော်ပြီးညွှန်ဆိုတာပါညာမိုက်တယ်ပြီး ChatGPT ပေါ့နော်ဒါလည်းသိနေရတာပေါ့နော်အဲ့နှစ်ခုကျွန်တော်ညွှန်ဆိုချင်တယ်ပေါ့နော်တခြားကောင်းတဲ့ဟာတွေလည်းအများကြီးပါဒီဗီဒီယိုကတော့ကျွန်တော်ကြိုက်တယ်ကျွန်တော် strong ဖြစ်မဲ့ထင်တဲ့ဟာလေးတွေပြပြပေးတာပေါ့နော်ဒါကတော့အမြင်တွေကတော့ကွဲပြားနိုင်ပါတယ်ဒါပေမဲ့အကုန်လုံးကတော့ကောင်းပါတယ်ဟုတ်ပြီနော် Okay အဲ့တော့ဒီစာတွေလေးလာချင်တာ research လုပ်ချင်တာဆိုရင် Copilot သုံးသင့်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ image creating ပေါ့နော်ဒီပုံတွေလုပ်ချင်တဲ့ပုံတွေကိုကျွန်တော်တို့ဒီ AI ကိုခိုင်းပြီးတော့ဆွဲချင်တယ်ဆိုရင်တော့ကောင်းတဲ့တစ်ခုကတော့ကျွန်တော်အခုတော့လူသုံးများတော့ ChatGPT ပေါ့နော်ဒါပေမဲ့သူတဲ့ကောင်းကျွန်တော်ထင်တာပေါ့နော်ကျွန်တော်ထင်တာဟိုကောင်းတဲ့ဟာတွေလည်းရှိရပေါ့နော် Mid Journey တို့ DALL-E တို့ပေါ့နော်ပိုမိုက်တယ်ပေါ့နော်ဒါသုံးကြည့်ပေါ့နော်အကောင့်လေးတွေလည်းမိုက်ပါတယ် ChatGPT လည်းကျွန်တော် pro အနေနဲ့ခုပုံတွေလည်းလုပ်နေကြတာတော်တော်လေးလည်းမိုက်ပါတယ်ဟောနောက်တစ်ခုကတော့ဒီ paint version တွေမှာဘာညာဆိုရင်တော့ Adobe Firefly တို့ပါလည်းမိုက်ပါတယ်Okay နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ video creation တွေပေါ့နော် short video လေးတွေလိုချင်တဲ့ video လေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်တို့ခုလောလောလတ်လတ်မှကြီးညာသွားတယ်ကျွန်တော်တို့ဒီ Gemini ခုခဲ့ရပါတော့ဒီ VO3 version 3ဟာနဲ့မိုက်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ runway MN တို့ပါလို့လည်းသုံးလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ data analysis ထက်ဆိုင်တော့ coding ဘိုင်းတွေပေါ့နော်ဒီ development ဘိုင်းတွေ coding ဘိုင်းတွေအတွက်ဆိုရင်တော့ကျွန်တော်ကတော့ဒီညွှန်ဆိုကျွန်တော်တော့ ChatGPT Plus ပေါ့နော်ဒီ ရိုးရိုး GPT ကတော့စင်ပြေမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အတွက်ဒီ delay တိုင်းတွေရှိမယ်ဒီဘယ်လိုပြောမလဲဒီ server response တိုင်းတွေကြတော့ကျွန်တော်တို့ဒီ coding တွေမှာကြတော့သိစင်မပြေပေါ့နော်အဲ့တော့ ChatGPT Plus ဝယ်ထားမယ် Plus ဝယ်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီcoding တွေကိုသူကပြင်းပြဆန်ဆန် response လုပ်နိုင်မယ်ကျွန်တော်တို့ front end နဲ့ back end တွေလည်းရေးခိုင်းနိုင်မယ်ပေါ့နော်အကောင်လေးတွေမိုက်တယ်ပေါ့နော်တခြားကောင်းတာတွေရှိပါတယ် DC တို့ပါတော့ကျွန်တော်ဒီ coding နဲ့ပတ်သက်တာတခြားသုံးနေကြတယ်လည်းမိုက်တယ်ပေါ့နော်ဒီဗီဒီယိုကတော့ကျွန်တော်ရဲ့အမြင်တစ်ခုပဲပေါ့နော် Okay အဲ့တော့တခြားကောင်းတဲ့ဒီ AI tools platform တွေလည်းအများကြီးရှိရပေါ့နော် comment တွေမှာလည်းရေးပေးခဲ့ကြပါဦးဒါကတော့ကျွန်တော်တို့လက်ရှိသုံးနေသလောက်ကောင်းတဲ့အချက်လက်လေးတွေနဲ့ရှင်းပြပြီးပြောပြပေးသွားတာပါအားလုံးကိုကျေးဇူးတင်ပါတယ်